Hello အားလုံးပဲမင်္ဂလာပါရှင်အခုမမေကဒီ Thomas ရထားလေးပြပေးချင်လို့ပေါ့နော်ရထားတွဲလေးနဲ့ဒီလိုမျိုးပတ်လန်းလေးနဲ့ပါမယ်ပေါ့နော်သူ့ရဲ့ box ကတော့ဒီလိုမျိုးလေးပါသူကဒီလိုမျိုးလမ်းကိုကြိုက်တဲ့ပုံစံလုပ်လို့ရမယ်ပေါ့နော်သူ့မှာပစ္စည်းပါဝင်ပစ္စည်းလေးတွေဒီလောက်ပါမယ်နော်အားလုံးပေါင်း69ခုပါမယ်ရထားလေးတွေအရင်ပြပေးမယ်သူကဒီလိုမျိုးတန်အပေါ်အုပ်ရထားလေးနဲ့နော်ဒါလေးက Thomas ရဲ့တန်ငယ်ချင်းလေးဟုတ် Thomas လေးဒါလေးကတန်သားလေးအောက်ပိုင်းကကော့သားလေးနော်ဒါလေးကတော့အဝါရောင်လေးပါသူကတရွဲနဲ့တရွဲချိတ်လို့ရမှာနော်ဒါလေးကအနီရောင်လေးနော်ဒီလိုလေးပြီးတော့ရင်သူ့မှာဒီလိုမျိုးတန်ကားလေးတစ်စီးပါမယ်လေးလေးလေးပဲနော်အဲ့ဒီကားလေးကဒီလိုလုပ်လို့ရမယ်ဒီဟာလေးကဒီပေါ်မှာဒီလိုမျိုးတရားလေးကိုပြန်ဆက်ကပါနော်ဒါလေးကဖြုတ်ရခတ်မှာဆိုတော့ပါကင်လို့လို့ပါမလုပ်ပြတာနော်ဒီလိုလေးပါလမ်းကတော်တော်ကျဲမယ်နော်ရထားလေးတွေကတရွဲနဲ့တရွဲချိတ်လို့ရပါမယ်ဒါကြီးကမချိတ်ပြတော့နော်ဝယ်သူလာရောက်ဝယ်သူရှိရောက်တော့မှပဲကိုယ့်အကိုချိတ်ပါမယ်ဒီပစ္စည်းလေးတွေကဒါလေးတွေအကုန်ပါတယ်နော်ဒီပုတ်တိုင်လေးတွေလည်းပါမယ်ဒီမှာ gas station လေးလည်းပါတယ်နော်သူဒါလေးပါဒါလေးရောက်ထားရနော်ဒီဇိုင်းကလေ6မျိုးလောက်တော့ရှိမယ်ပေါ့နော်တစ်ခုနဲ့တစ်ခုမတူဒါကြတော့3 ပုံစံလေးနော်3ပုံစံမျိုးကိုမှနောက်တစ်မျိုးရှိသေးရနော်အဲ့ဒါလေးလည်းတဖြည်းဖြည်းစီရိုက်ပြသွားပြီးတော့မယ်နော်အားလုံးပဲနောက်ပြီးမှပြန်လေးစုံတွေ့ပါမယ်ရှင်